သီလမပြတ်ဖဲစီးပွားရှာရင်ငွေနည်းနည်းပဲရမယ်သီလပြတ်ပြီးမှစီးပွားရှာရင်များများရဘယ်လန်းလိုက်မလဲလမ်းမရွေးတတ်ဘူးပဲအခုပြောလိုက်တဲ့ထဲမှာနဲတာများတာအဓိကလားသီလသမာဓိပညာကအဓိကလားနင်တို့အာယုံထဲမှာကိုကအဲ့ဒီအနည်းအများပေါ်ရောက်နေတာအဲ့ဒါတလွဲဖြစ်နေပြီလို့မှတ်တာငါသိတာပေါ့နော်သာသမီဘွဲရအောင်တင်ပြီးရင်ခိုးမဲ့လိုင်းနဲ့ထက်လိမ်မဲ့လိုင်းနဲ့ထက်အလုံးလုံးတော့မယ်အဲ့ဒီလုံးမလုံးနဲ့တဲ့အဲ့ဒီလုံးကအောက်ဆိုင်နေတဲ့ဟမ်တော့ပါလားနည်းနည်းရတယ်လို့လုပ်ခိုင်းလားများများရတယ်လို့လုပ်ခိုင်းလားအောက်ဆိုင်ဆိုတာသူအလုပ်ကိုအောက်ဆိုင်မှာအဲ့ဒါကိုသားသမီးကသူ့ဘာသူအောက်ဆိုင်မဆိုင်အိမ်ငွေများပါလာရင်ပြီးတာပဲနင်တို့အာယုံဆိုင်နေတာကအနည်းအများအခုဖြေလိုက်ကောင်ကိုနင်တို့မှန်တယ်ထင်မနေနဲ့ဗျံပရာအဖြေ